ဒုံမောင်းလေစိတ်ကနေပြီးတော့ကျွန်တော်တို့မြို့တဲကိုတက်ဆီလည်းမငှားဘဲနဲ့ယထာစီပြီးသွားမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီလမ်းကြောင်းလေးကိုကျွန်တော်ပြောပြပေးပါမယ်အထုပ်တွေလည်းနဲတယ်ဟန်ကယ်တွေလောက်နဲ့ပေါ့ပါလေးနဲ့မြို့တဲကိုလာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီယထာစီပြီးတော့သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အရင်ဆုံး red line နေရာကိုသွားမှာဖြစ်ပါတယ်အခု red line နေရာကိုကျွန်တော်တို့စသွားပါမယ်ကျွန်တော်တို့ arrival ကိုရောက်ပြီဆိုလို့ရှိရင်ဒီမှာတို့စိုက်ရောက်နေရစိုက်ရောက်အထက်ကတော့ဒါဒုတိယတက်ပေါ့နော်ဒုတိယတက်ကိုကျွန်တော်တို့ meeting point ဆိုတဲ့နေရာလေးထိရောက်အောင်လာပါမယ် meeting point နေရာလေးရောက်ပြီဆိုတာနဲ့အဲ meeting point ရဲ့ညာဘက်နားလေးမှာကျွန်တော်တို့ဓာတ်လေကားလေးရှိပါတယ်ကျွန်တော်တို့ဒီဓာတ်လေကားကနေပြီးတော့နှစ်လွှာကိုတက်ရမှာပဲဖြစ်ပါတယ်ဒီမှာ SRT ရဲ့ red line ရဲ့အများအတိုင်းပြထားတဲ့အတိုင်းကျွန်တော်တို့ညာဘက်ကနေပြီးတော့ထွက်ပါမယ်ဒီမှာ SRT red line ဆိုပြီးတော့ညာပြထားတဲ့အတိုင်းကျွန်တော်တို့ဒီ exit ကနေပြီးတော့ထွက်ပါမယ်ထွက်ပြီး level ချိုးမယ်ဒီကနဲ့ 7-Eleven ဆိုင်ညာဘက်ကိုပြန်ချိုးမယ်ဒီမှာ sign board တွေညွှန်ထားတဲ့အတိုင်းပဲတဲ့ပဲဆက်သွားအောင်ဖြစ်ပါတယ်ဒီမှာ SRT line red line ရဲ့သွားတဲ့နေရာတွေကိုပြထားတာတော့အပြ line ကိုလည်းသွားတယ်အပြ line နဲ့လည်းချိတ်ထားတယ်နောက်ပြီးတော့ရှင်ပိုင်းအောင် line နဲ့လည်းချိတ်ထားတယ်နောက်ပြီးတော့ purple line နဲ့လည်းချိတ်ထားတယ်ဆိုပြီးပြထားတယ်ပေါ့နော်ဒီမှာကကျွန်တော်အခုလာတော့စီးလာတာ Lexi ကနေတော့စီးလာတာတော့18ဘတ်ပေါ့နော်ဒီမှာကတော့သူတို့ကဒီမှာဟိုတော့ပြထားတယ်ဘတ်20ဆိုပြီးတော့ပြထားတယ်ပေါ့နော်အဲ့တော့ less than ဘတ်20ဆိုပြီးတော့ပြထားတယ်အဲ့တော့ကျွန်တော်ကဒီကနေပြီးတော့ Lexi ကိုစီးမှာဖြစ်ပါတယ် Lexi ကနေပြီးတော့ပိုင်းအောင် line ကနေပြီးတော့ကျွန်တော်အစိမ်း line ကိုပြန်ပြောင်းစီးမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီနေရာရောက်လို့ရှိရင်ကျွန်တော်တို့ကညာဘက်ကိုပြေးရမှာဖြစ်ပါတယ် SRT အနီလိုင်းကိုစီးမှာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒီမှာ train station ဘက်ကိုသွားရင်တော့ဒီလမ်းအတိုင်းကိုတက်တက်သွားမှာဖြစ်ပါတယ်ဒါကတော့ train station ဘက်ကိုသွားတာပေါ့ရိုးရိုးရထားစီးမယ်ဆိုရင်ဒီဘက်ကသွားမှာပါကျွန်တော်တို့ SRT red line ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီကနေပြီးတော့သွားမှာဖြစ်ပါတယ်ဒီကနေကျွန်တော်တို့ပိုင်းအောင် line ကိုစီးမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ6လမ်းတိုင်းလာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ red line station ဘက်ကိုဒီနေရာကနေသွားမှာဖြစ်ပါတယ်ဒီမှာမြားတွေလည်းပြထားတယ်အဲ့မြားပြထားတဲ့အတိုင်းလေးပဲအလိုက်တင်လေးသွားရုံပါပဲပြီးရင်ကျွန်တော်တို့ဒီကနေပြီးတော့ဒီလေကားအတိုင်းပဲဒီကားလေးထိုးထားတဲ့အတိုင်းပဲဒီ red line နေရာလေးကိုသွားမှာဖြစ်ပါတယ်ရှေ့မှာဆိုရင်တော့ red line ကျွန်တော် ticket ဝယ်တဲ့ counter နားကိုရောက်တော့မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ပိုင်းအောင် line ဘက်ကိုသွားမယ်ဆိုရင်ကိုများပြထားတဲ့အတိုင်းပဲဒီမှာ counter ဒီမှာ ticket ဖြတ်ရမယ်လက်မှတ်ဝယ်ပြီးတော့မှသူ platform ကိုပေးရမှာဖြစ်ပါတယ်ဒီမှာ money changer exchange တွေပါလည်းရှိတယ် money exchange တွေပါလည်းဒီမှာရှိပါတယ်အဲ့တော့ကျွန်တော်တို့ ticket ဝယ်မှာပဲဒီမှာ ticket ဝယ်တဲ့ counter မှာပဲကျွန်တော်တို့တစ်ချက်မေးကြည့်ရအောင်ဒါကတော့ဒီမှာက long distance train နေတာ e-way သွားမယ့်နေရာတွေအတွက်ကိုဒီမှာဝယ်ရမှာဖြစ်ပါတယ်ကျွန်တော် Lexi ဘက်သွားမယ့်ဟာကဟိုဘက်မှာဝယ်ရမှာပါဒီ machine တွေမှာလည်းကျွန်တော်တို့ပတ်စံထည့်ပြီးဝယ်လို့ရတယ်ဒါမှမဟုတ်လည်းကျွန်တော်တို့ဟိုဘက်မှာပဲ counter မှာပဲဝယ်ရင်လည်းရပါတယ်ကျွန်တော်တို့ဒီမှာကပ်ပြားလေးနဲ့ဒီမှာဒီကနေဖြတ်ပြီးတာနဲ့ဒီဟိုဝင်လာမှာပေါ့နော်ကောင်တာနေဖြတ်ဝင်လာပြီးတာနဲ့ကျွန်တော်တို့ Lexi ဘက်ကိုသွားမယ် platform ကိုကျွန်တော်တို့စီးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ platform တစ်ခုရှိတယ်ဘယ် platform လဲဆိုတာကိုကျွန်တော်တို့ sign board တွေညွှန်ထားတဲ့ဟာနေပြီးတော့ကျွန်တော်ကြည့်ပြီးတော့စီးရမှာဖြစ်ပါတယ်ကျွန်တော်ကလေစိတ်ကနေပြီးတော့ထွက်လာတာဖြစ်တဲ့အတွက်ကြောင့်ဒီမှာ platform 4နဲ့3မှာသွားစီးရမှာဖြစ်ပါတယ် Bangsu ဆိုတာကကျွန်တော်တို့ Lexi ဘက်ကိုသွားတဲ့ဘက်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့က Bangsu ဘက်ကိုစီးမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ platform 4နဲ့3မှာစီးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် platform 4နဲ့3ဘက်ကိုတက်ပါမယ်ဓာတ်လေကားရက်သွားတယ်ဘာဖြစ်တာလဲမသိဘူးဓာတ်လေကားနဲ့တက်လို့ရတယ်လို့ရလည်းတက်လို့ရပါတယ်အဲ့တော့ကျွန်တော်ဒီဓာတ်လေကားကနေပဲတက်လိုက်ပါမယ်ဓာတ်လေကားရက်သွားတယ်ဘာဖြစ်တာလဲတော့ဒီအထက်ကတော့ကျွန်တော်တင်တာတော့ရိုးရိုးရထားဖြစ်နေမယ်ဒါရိုးရိုးရထားတွေသွားတဲ့ထပ်ဖြစ်နေတယ်ကျွန်တော်တို့ကအပေါ်တက်ကိုထပ်တက်အောင်ကျွန်တော်ခုနကတော့နေစိတ်ထဲကနေပြတဲ့ရိုးရိုးရထား line train ဆိုပြီးပြထားတယ်အဲ့လမ်းကြောင်းကဝင်တဲ့ရထားဖြစ်နေမယ်အဲ့လမ်းကြောင်းကဝင်ပြီးစီးရတဲ့ရထား line ဖြစ်နေတယ်ကျွန်တော်တို့ platform 4နဲ့3ရှိတယ်ပေါ့နော်ကျွန်တော်တို့ Lexi ကို platform 3ကနေစီးရမှာဖြစ်ပါတယ်အခုကျွန်တော်တို့စီးမဲ့ရထားအခုလာနေပြီပေါ့နော်สถานีกลางบางซื่อกำลังเข้าเทียบทางสถานีကျွန်တော်တို့ Lexi ကိုသွားမဲ့ရထား line ဖြစ်ပါတယ်ဒီဒုံမောင်းနေစိတ်ကနေ Lexi ဘူတာကိုတဘူတာကျော်ရင်ရောက်ပါပြီဂျားထဲမှာတဘူတာပဲရှိတယ်ပေါ့နော်ဒုံ
မောင်းလေးစိတ်ကိုလည်းမြင်နေရတယ်ပေါ့နော်ဘောကနေတိုင်းကြည့်လို့ရှိရင်ဒါကဒုံမောင်းလေးစိတ်ကနေပြီးတော့ကျွန်တော် Lexi တီကိုဒုတာစီးနေတဲ့ red line ပဲဖြစ်ပါတယ် SRT red line ပေါ့နော်ကျွန်တော်တို့အခုဆိုရင် Lexi Buta ကိုရောက်ပြီပေါ့နော်ကျွန်တော် Lexi Buta ကနေပြီးတော့ကျွန်တော် pink line ကိုပြောင်းစီရမယ် pink line ကနေကျွန်တော် စိတ် line ကိုပြောင်းစီမှာဖြစ်ပါတယ်ဒီ Lexi Buta က IT Square လို့ပါတော့ visa တက်တန်းတိုးတဲ့ center တွေလည်းရှိတယ်ပေါ့နော်ဒါကတော့ Lexi Buta ပဲဖြစ်ပါတယ် Lexi Buta ရဲ့ red line ပေါ့နော် SRT red line ရဲ့ Buta ပဲဖြစ်ပါတယ်ကျွန်တော်တို့အရှိမမြင်နေရတဲ့တရားကနေပြီးတော့ pink line ကိုပြောင်းစီရမယ် pink line ကနေမှတခါစိတ် line ကိုပြောင်းစီမှာဖြစ်ပါတယ်ဒီ red line ကချိတ်ထားတာကတော့ကျွန်တော်တို့အပြာရောင် line ရဲ့ purple line ရဲ့အထီကိုသူစုံတဲ့နေရာတွေရှိအဲ့နေရာတွေအထီကိုပို့သွားခြင်းတဲ့ခရီးတိုင်းကိုလိုက်စီးလို့ရပါတယ်ကျွန်တော်ကတော့အခုဒီနေ့ကအစိမ်း line ကိုစီးမှာဖြစ်တဲ့ကြောင့် pink line ကနေပြန်ပြောင်းစီးမှာဖြစ်ပါတယ်အဲ့ဒီ pink line ကိုပြန်သွားလို့ရတယ်မြားလေးထိုးရတယ်အဲ့မြားအတိုင်းပဲကျွန်တော်တို့ pink line ဘက်ကိုသွားမှာဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်ဒီနေ့ဒုံမောင်းလေးစိတ်ကိုယထာနဲ့လာမယ်ဆိုရင်လည်းလာလို့ရတယ်ဒုံမောင်းကနေပြီးတော့ကျွန်တော်တို့နိုင်ငံခြားနေလာမယ်ဒုံမောင်းလေးစိတ်မှာဆင်းပြီးတော့ဒုံမောင်းနေယထာစီးမယ်ဆိုလို့ရှိရင်ကျွန်တော်ခုနကပြတဲ့လမ်းလေးတိုင်းကိုစီးလို့ရပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ဒီ vlog လေးကတော့ဒုံမောင်းလေးစိတ်ကနေယထာစီးပုံစီးနေကိုညွှန်ပေးတဲ့ vlog လေးပဲဖြစ်ပါတယ်